ကဲဒီလို AI နဲ့ပုံလန်းလန်းလေးတွေလည်းလောက်ချင်တယ်ဒါပေမဲ့ prompt ခေါင်းကောက်လည်းမရေးတတ်ဘူး prompt တွေဖန်တီးပြီးရေးဖို့လည်းစိတ်မရှိဘူးဆိုတဲ့သူတွေရှိလာခင်ဗျအဲ့လိုလူတွေအတွက်ခေါင်းရှုပ်ခံပြီး prompt ရေးစရာမလိုပဲ AI ပုံလန်းလန်းလေးတွေအလွယ်တကူထုလို့ရမယ်နည်းလမ်းလေးတစ်ခုကျွန်တော်ပြပေးပါမယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင် ပထမဆုံးအနေနဲ့ Chrome browser ကိုဝင်လိုက်ပြီး boss server မှာကျွန်တော်တို့ရရှာအောင် server မှာ DOKBROMBTL ရရှာပါမယ် drop browse ရရှာလိုက်ပါမယ်ရရှာပြီးတော့ပေါ်လာတယ်ပေါ်တော့ drop browse ဆိုတာလို့ကျွန်တော်ထပ်အောက်လေးနဲ့ဆွဲချမယ်အောက်လေးဆွဲချကိုကြည့်တယ်ကျတဲ့ထက်ကြည့်ခြင်းလေးဆိုလည်း view mode ပုံနဲ့လိုက်တာပုံနဲ့ထပ်ပေါ်သေးတယ်ပေါ့နော်ကိုကြိုက်တဲ့ပုံတွေပဲဆိုတော့ကြိုက်တဲ့ပုံကိုလောက်လိုက်တော့ view browse ဆိုပြီးပေါ်လာတယ်အားလေးနဲ့လေးပေါ်နေဆိုတော့ copy browse ဆိုရရှိ copy browse ဆိုရနေလာနေပြီးတော့ကျွန်တော်တို့ထွက်ပြီး Gemini နဲ့ပေါ့ Gemini နဲ့ရောက်ပြီးဆိုရင်အောင်လို့နေပြီးကြရရောက်ကိုတိုက်တဲ့ပုံရွေးတယ်ဒီတော့နေတင်နာပူလာတဲ့ prompt ထက်ညပြတဲ့ prompt ထက်တာထည့်ပြီးတော့ပြရညတို့နေတယ်အဲ့ဒါကျွန်တော်ပုံထုံနေပေါ့ငါပူလာ prompt တော့ထည့်ထားတဲ့ပုံနဲ့ကြိုက်တဲ့ပုံထုံအဲ့မှာပုံထွက်လာတော့ကြိုက်တယ်ဆိုရင်လည်းမိုင်းပြထားတာလည်းနှိပ် save ရအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကဲကြိုက်နေတတ်တယ်ဆိုရင်တော့ like and sharing လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ channel ကို follow လေးနှိပ်တွပေးလို့ရပါတယ်နော်